โอเคအားလုံးမင်္ဂလာပါဒီဟာလေးကိုမောင်းကြည့်မယ်နော်တူသွားလာပုံကနော်ဒီလိုသွားတယ်ပြီးတော့ဒီကောင်ကနောက်ဒီ server လေးကတော့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွားတယ်ဆိုတော့ကိုကဘယ်လိုတွားစေချင်တယ်လဲတွားခိုင်းချင်တယ်လေပေါ့နော်ဒါစာရေးဆက်ပါနော်ဝတ္တနာရှင်တွေအတွက်ဒီဆက်လေးတွေကဘာမှမဟုတ်ဘူးဒီကောင်ပဲဈေးကလည်းမကြည့်ဘူးဒီလိုမျိုးပုံမှန် Arduino Uno နဲ့ဒီလိုမျိုး CNC shell နဲ့ဒီမော်တာလေးရှိုံလေးနဲ့ပြီးတော့ဒီလိုဒီ servo motor ဒီလိုမျိုးရှိုံလေးနဲ့ set ကောင်းကောင်းဖန်တီးလို့ရတယ်စာရေး set ကောင်းကောင်းဖန်တီးလို့ရတယ်အဲ့ဒါဝတ္တနာပါတဲ့လူရှိရင် comment မှာမပေးကြပါဝတ္တနာရှင်များရဆိုရင်အစားအဆုံးအတိတ်ပြန်တင်ပေးမယ်ပြီးတော့ဒီမှာပြန်ပြပေးမယ်နော်ဒီကောင်ကိုတခြားနေရာမှာဒီတက်တော့စာမော်တာတက်နဲ့ပြန်ပြပေးမယ်နော်ဒီကောင်ကျတော့စီနော် software က free ဖြစ်တယ်ဒီအများကြီး3မိနစ်အများကြီးရှိတယ်စားတော့မကောင်းကောင်းရေးနိုင်တယ်ဆိုနေမှာတော့နော်ဆိုတော့တစ်ချက်ပြန်ပြပေးအောင်မယ် okay ဒီ set နှလုံးဒီကောင်ကဒီ pet လေးနေတယ်ဒီကောင်ဘေးညာပေါ့နော်ဒီကောင်ကအဲ့လိုမျိုးဒီကောင်ကျတော့ဟောစာမတက်ထားဘူးအမတွေ့ရနော်ဘေးညာအဲ့လိုမျိုးservo ကျတော့အတူတူပဲဒီဆိုတော့ software က completely free ဖြစ်တယ်ဒီလိုမျိုးစိတ်ဝင်စားတဲ့လူတွေစိတ်ဝင်စားတဲ့သူငယ်ချင်းတွေရှိရင် comment မှာမင်းပေးကြကျွန်တော်ကဒီလိုမျိုးနဲ့ပတ်သက်လာရင်ကျွမ်းကျင်တာတော့မဟုတ်ပေမဲ့ဝတ္တနာရှိတယ်တကယ်လို့တက်ချင်တဲ့မိတ်ဆွေတွေဝတ္တနာရှင်တွေဆေးရောက်လို့ရှိရင်တော့ကောင်းလဲလွယ်ကူဆုံးနီလာနဲ့တင်ပြပေးဖို့ရှိပါတယ်လို့နော်ဝတ္တနာပိုင်ပြောတာပါမဟုတ်ရင်ဒီလိုမျိုးကဘီလူမင်းတယ်လေပေါ့နော်အဲ့ဒါကိုပြရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကကူချင်းလိုက်ခ်ဖြစ်ပါတယ်လို့နော်အားလုံးကိုကျေးဇူးတင်ပါတယ်